皆さんこんにちは、アントンと申します。ကျွန်တော်ဒီနေ့တော့ N3 ကတိုကိုင်လို့ပြောပြပေးမှာဖြစ်ပါတယ်။ကျွန်တော်စာမွေးဖြေတဲ့အခါမှာတော့တိုကိုင်နဲ့ပတ်သက်ပြီးတော့အချိန်မမီတာတို့အချိန်လောက်တာတို့ကြုံရတယ်ပေါ့နော်။အဲဆိုတော့ကျွန်တော်တို့ကဒါမျိုးမကြုံအောင်ဘာလုပ်ရမလဲဆိုစာပိုက်တွေကိုနာလေးဖတ်ပေးရမှာပေါ့နော်။စာပိုက်တွေအများကြီးဖတ်ပေးရမယ်။ကိုဖတ်ခဲ့ပြီးတဲ့စာပိုက်တွေကိုလည်းပြန်ဖတ်ရမယ်။အဲမျိုးဆိုကျွန်တော်တို့ရဲ့ reading skill ကတိုးတက်လာမှာဖြစ်ပါတယ်နော်။ကျွန်တော်တို့အဲ့လိုမျိုးလုပ်ခဲ့ပေါ့နော်။အဲဆိုဒီမှာကျတော့ကျွန်တော်တို့ကဒီစာမွေးမှာပါတဲ့အပုတ်ရှည်ကြီးပေါ့နော်။ဘာမှဆိုတော့မေကွန်အချင်းချင်းဆန်တော့နော်တောက်ပေါ်တော့ပါတာဖြစ်တဲ့အပုတ်ရှည်ပေါ့နော်။အဲ့မှာဆိုတော့ကျွန်တော်တို့ကဒီစာမွေးကျွန်တော်တို့ကတော့ကျွန်တော်စာမွေးဖြစ်တဲ့ပုံစံကတော့ဘာပြောမှဆိုတော့ဒီမေကွန်အရင်ဖတ်တယ်ပေါ့နော်။စာပိုက်တွေဖတ်ပြီးဆိုတော့ကျွန်တော်မေကွန်နားလည်အောင်အရင်ဖတ်လိုက်တယ်။မေကွန်နားလည်အောင်ဖတ်ပြီးမှကျွန်တော်ကဒီစာပိုက်ကိုပြန်ဖတ်တယ်ပေါ့နော်။အဲ့ဆိုတော့ကျွန်တော်တို့ကအရင်ဆုံးဘာလို့မှဆိုတော့ modern အချီကိုကျွန်တော်တို့ဒီတော့အဖြေထုတ်တော့အဖြေရှာမှာပေါ့နော်။အဲ့ဆိုတော့ခါရဝဒိုရှိတဲ့စာအုပ်ကွမ်းတော့တောက်ခါခုချီကိုခတ်တာတော့ကသူအားတဲ့ဘာကြောင့်ဒီရန်တန်း300ရာထီလက်မှတ်ကိုဝယ်ခဲ့တာလဲတဲ့။一般ကြတော့ကျွန်တော်တို့一年3用နဲ့ကျွန်တော်တို့အဖြစ်တစ်ခုရှာမှာဖြစ်တယ်ကျွန်တော်တို့အရင်ဆုံးဒီမေကွန်းတွေဖတ်ချင်တယ်ပေါ့နော်။စာအုပ်ကွမ်းကိုနာနီခါနီစကယူမယ်မိတာခါတာခါတာသူကဗာတင်ပါလဲဆိုတော့ဒီရန်တန်း300ကိုပေါ့နော်ထီလက်မှတ်ကိုသူဗာလဲမှာတော့ထီပေါက်ရတဲ့စုချင်းဝင်ကိုအသုံးပြုဖို့အတွက်သူအိမ်မက်ရှိတယ်အိမ်မက်ကိုမြင်တွေ့ခဲ့ဆိုတော့ရွေချက်ရှိခဲ့တဲ့အတွက်ကြောင့်ပေါ့နော်။နောက်ကိုနေပဲနောက်ခုနောက်တဆွမ်းကတာကလာခွချီကစတိတတခါတာဆိုတော့ဗာပြမှာလဲတည်သွားပြီဖြစ်တဲ့သူ့ရဲ့ဇန်ကြီးပေါ့နော်။ကွယ်လွန်သွားပြီဖြစ်တဲ့သူ့ရဲ့ဇန်ကြီးကထီလက်မှတ်ထီထိုးရတာကိုသူကြိုက်တဲ့အတွက်ကြောင့်တဲ့နောက်ကိုဆမ်းမယ်။အခါနေကဟိုရှိတော့အမတာခါတာသူပတ်စံလိုချင်တယ်လို့တွေးခဲ့တယ်တဲ့။နောက်ကိုရောမယ်ထားလို့ရှိခိုးတော့ကအတော့အမတာခါတာပြောစရာကောင်းတဲ့ကိစ္စတွေရှိတယ်ပေါ့နော်။အကြောင်းအရာရှိထီလက်မှတ်ကိုထိုးရတာဘာမှလို့ပြောချင်မှုတွေဖြစ်တယ်။အဲ့လိုမျိုးအကြောင်းအရာရှိရဲ့လို့သူတွေးခဲ့တယ်တဲ့။အဲ့ဒါကျွန်တော်တို့ကမေးမဖတ်ဖြစ်တယ်ပြီးကျွန်တော်တို့ကစာပေကိုဖတ်ကြည့်မှာဖြစ်ပါတယ်။စောင်းခွန်ကတာတို့တခါခကြီးကအားလို့ဆိုတော့ဒီရန်တန်း300ဒီထီလက်မှတ်ရှိတယ်လို့ပြောချင်အဲ့လိုတခါခကြီးဒီဘာလဲပေါ့နော်ဒီမှာကျွန်တော်တို့ရှင်းပြပေးထားတယ်ဘန်ကောက်မှာလို့စေတာကောက်ခါပြီးဆိုတော့ဘာပြမှာလဲလက်မှတ်ဒီနံပါတ်ပါတဲ့လက်မှတ်ကိုသူဝေလိုက်တယ်ပေါ့နော်အတားတယ်ပါနော်ပောက်ခဲ့မယ်ဆိုရင်တော့ shocking ကမိုလာရဲ့လို့ဆိုတဲ့စူချင်းတွေကိုလက်ခံရရင်ထုတ်နိုင်ပါတယ်တဲ့အဲဆိုတော့ဒီစောက်ကွမ်းကတာတို့တခါခကြီးကအားလို့ဆိုတော့ဘာမှရန်တန်း300နဲ့ပေါက်တဲ့ထီလက်မှတ်ရှိတယ်ပေါ့နော်所以ကအတားတောင်းတော့နေတော့အဲ့ဒီလက်မှတ်ပေါက်ပြီးမယ်ဆိုတော့နော်ဒီကျွန်တော်တို့က info မှာတွေ့ခဲ့တယ်ဘေးမဲဆိုတဲ့ကျွန်တော်များတော့ပြန်တော့ဗာတော့ပြန်တော့ဘေးမဲလို့ပြန်ကြပါတော့အဲဆိုတော့စူးစမ်းခဲ့ပြီးမယ်ကြာပါပါနော်အဲဆိုဆိုကအတားတောင်းတော့နေသူဗာပဲမှာတော့သူကဒီထီလက်မှတ်ပေါက်ပြီးမယ်ပေါ့နော်ဟိုခါနဲ့ဟိုအခက်ထရနာခတ်တာဟိတော့အေးလို့ဆိုတော့ဘာမှတော့ဒီစုချင်းငွေမထုတ်တဲ့လူရှိတယ်လို့ပြောတယ်ဟိုခါနဲ့ဟိုအခက်တော်လို့လက်ခံရတက်စာကိုလက်ခံရလို့ပြောကျွန်တော်ဒီစုချင်းငွေမထုတ်တဲ့လူရှိပါတယ်တဲ့ဒီမထုတ်တဲ့လူကပါတယ်ဆိုတော့သူရှင်းပြခရဲကွာအဲ့ခါရဲဘာမှစုချင်းငွေမထုတ်တဲ့လူပြောချင်တာနော်ခရဲကွာနာနာကျူလိုက်တော့ history grational dance တဲ့သူကဘာမှတော့ဆိုတော့အသက်80နှစ်အရွယ်နော်တယောက်တည်းရှင်နေအမျိုးသားဖြစ်ပြီးဟောတဲ့ဥက္ကဋ္ဌတော်နဲ့လိယူပါဆိုသူစုချင်းငွေမထုတ်ယူရတဲ့အကြောင်းပြချက်ပေါ့နော်အကြောင်းပြချက်ကတော့ဘာလဲဆိုရင်တော့တဲ့ဒုစကရဲ့ဘာဤကဝါကရနိုင်ခါတာဘာနော်ဘယ်လိုအသုံးပြရလဲဆိုတာသူမသိဘူးပေါ့နော်မသိတဲ့အတွက်ကြောင့်ပါတဲ့လို့ဖြစ်တယ်လို့ကြားရတယ်ပေါ့နော်ဆိုတာဒီဆိုဒီပါဆိုအကြာဆိုပေါ့နော်ခြားတဲ့နေရာကြားလိုက်ရအောင်ကျွန်တော်သင်ပြောတာဖြစ်ဒီလိုဒါဒီဘာဖြစ်မှာဆိုတော့အကြာဆိုပေါ့နော်ဒီစုချင်းငွေမထုတ်တဲ့အကြောင်းကဘာဖြစ်မှာဆိုသူဒီစုချင်းငွေကိုဘယ်လိုအသုံးပြုရမလဲဆိုတာမသိဘူးလို့ရဲ့အဲဆိုတော့ကျွန်တော်တို့ကဒီမှာအဖြစ်မရရဲ့အဖြစ်တွေကျွန်တော်နောက်တစ်ပတ်ကိုဆက်ပြီးတော့ဖတ်မှာဖြစ်ပါတယ်ဒီမှာရှိစကားလေးစိတ်ကောက်ဆိုရှိတဲ့ကျွန်တော်ကတိတ်တိတ်ဆိတ်ဆိတ်လုံနေမှာပေါ့နော်ဒီမှာကျဘာမှအေးအေးဆေးဆေးတီးတီးငြင်းငြင်းပေါ့နော်ဘဝကဘာမှအေးအေးချမ်းချမ်းလေးတာပေါ့နော်ဒီမှာရှိစကားလေးအေးချမ်းချမ်းနဲ့စိတ်ကောက်ဆိုရှိတဲ့စိတ်ကောက်ဆိုရှိတဲ့ဆိုတော့ဘာမှတော့အေးချမ်းချမ်းနဲ့နေထိုင်နေပြီးတော့ရှင်းနေပြီးတော့ဆိုတဲ့နေတာအပြင်နဲ့နန်းတော့ပုံမှန်မနိုင်နားနေတော့ပုံမှန်မနိုင်နန်းတော့ပုံမှန်မနိုင်ဘောနော်ဘာမှစိတ်တော့ကရောက်စရာလည်းမရှိဘူးပေါ့နော်ပူပြင်းစရာလည်းဘာမှမရှိပါဘူးတဲ့သူ့ဘက်မှာတော့အေးအေးချမ်းချမ်းနဲ့ဘဝကိုဖြတ်တန်းနေတယ်ဒါအပြင်ဘာမှတော့စိတ်တော့ကရောက်စရာလည်းမရှိဘူးတဲ့နော်နောက်လို့ခါရင်ကတဲ့တက်ကလည်းခုကြည့်ခါတာနော်ဟုတ်ပြီနော်အဲ့ဆိုတော့သူကထီလဲမဲကိုမထွက်ရတဲ့အကြောင်းရင်းကဘယ်လိုအသုံးပြရလဲမသိဘူး။ဘာကြောင့်အသုံးပြရလဲဆိုတော့နောက်မှပြတာ။သူကအေးချမ်းချမ်းနဲ့ဘဝကိုဖြတ်တန်းနေတယ်။နောက်တဲ့ဘာမှတော့စိတ်တော့ကရောဆရာလေးလည်းမရှိဘူး။သူ့ဘဝအေးချမ်းနေတာဖြစ်တဲ့အတွက်တဲ့ခါရဲကတက်ခါရခုကြီးကိုခါတာနော်သူထီလဲမဲဝယ်ရတဲ့အကြောင်းပြချက်ပေါ်လာပြီနော်။ခါရဲကတက်ခါရခုကြီးကိုခါတာနော်သူထီလဲမဲကိုဝယ်ခဲ့ရတာကတော့တဲ့နောက်ခုနကဆိုမှငါတက်ခါရခုကြီးကိုထားလို့ရှိတဲ့ဣတတမယ်တဲ့သူဣတတမယ်တဲ့ဆိုတော့သူဗာတင်မှာနော်ကွယ်လွန်သွားတဲ့ဇနီးကတဲ့ထီထိုးရတာကိုပေါ့နော်ဘာမှတော့ကြိုက်တဲ့အတွက်ကြောင့်ဖြစ်ပြီးတော့နော်ကြိုက်တဲ့အတွက်ကြောင့်ဖြစ်ပြီးတော့တဲ့ဥခါနေကဟိုရှိခါတာဒေဝနာခါတာသူဗာပြစ်မှာလဲဆိုပတ်စံလိုချင်လို့မဟုတ်ဘူးဗာဖြစ်လေသူ့ရဲ့ဇနီးကထီထိုးရတာကိုကြိုက်တဲ့အတွက်ကြောင့်သူကဗာပြစ်မှာလဲသူ့ဇနီးမရှိနေတယ်သူကထီထိုးနေတာအဲ့ဆိုကျွန်တော်တို့အဖြေဒီကျွန်တော်တို့ရှာလို့ရပါနော်ဒါပေမဲ့ကျွန်တော်ကဆက်ပြီးတော့ဖတ်လိုက်ပါမယ်နော်တော်တော်လေးဖြစ်နေပါတော့နော်
အိုခါနေကဟိုရှိခါတာတဲဝနာခါတာသူပတ်ဆက်လိုချင်လို့မဟုတ်ဘူးလို့ပြောထားတယ်နော်အဲ့ဆိုတော့ကျွန်တော်တို့အဖြေဒီမှာထွက်ပါတယ်နော်အဲ့ဆိုတော့စာအုပ်ကွန်ဟိုဥခဲတူတင်မှုကျွန်တော်ဒီလဲပဲပေါ့နော်ဒီရန်တန်း300ကိုပေါ့နော်ဘာမှဆွေကြီးထုတ်ပြီးမယ်ဆွေကြီးထုတ်ပြီးမယ်လည်းပဲနော်ထုတ်လိုက်ပြီးဆိုပြီးမယ်လည်းပဲပေါ့နော်ဆိုတော့ဟိုခဲလို့ရောနာခိုလုံးမို့ရရှင်းဆက်ခိမို့အနာရှိQရှာရအိုခိနာရအိုခါကိုဟစ်စီယောမနိုင်အဲ့တော့သူကပြောတယ်အကယ်ပြီပေါ့နော်ဒီတန်း300နဲ့ဒီလဲမှာကိုစုကြီးကိုထုတ်လိုက်တယ်ဆိုပါဆိုပေါ့နော်ဆိုတော့ဟိုကခဲလို့ရောနာဒါကိုခွဲဝေဖို့ခွဲချမ်းပေးဖို့ပေါ့နော်အဲ့ဒီရန်တန်း300ကိုခွဲချမ်းပေးဖို့ခိုလုံးမို့ဆိုကလေးရနော်ကလေးတွေပေါ့နော်ခိုလုံးမို့ရရှင်းသက်ခိမို့အနာရှိကလေးလည်းမရှိဘူးဆွေမျိုးတွေလည်းမရှိဘူးတဲ့အဲ့တော့ခိုQရှာဆိုရပါ luxury ကားတွေပေါ့နော်အဲဇင်ကန်ကားတွေပေါ့နော်အဲဒီဇင်ကန်ကားတွေနဲ့အိုခိနာကြီးနော်အိမ်ကောင်းနော်အိမ်ကြီးအိမ်ကောင်းတွေကိုလည်းခါဟုတ်ဖြစ်ဆိုမှနိုင်ဝယ်စရာလည်းမလိုအပ်ဘူးလေအဲ့သူပြောတယ်သူကပြောတယ်သူထိလိုက်မှဒီပတ်စံမထုတ်ရတယ်မထုတ်တာသူဗာပြစ်မှာသူကအေးချမ်းချမ်းနဲ့ရှင်းတန်းနေရတယ်နောက်ကြတော့သူဒီထီထိုးရတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဇနီးကထီထိုးရတယ်ကြိုက်လို့ညသူကထိုးတာပတ်စံလိုချင်လို့လားဆိုလည်းမဟုတ်ဘူးတကယ်လို့အဲ့ဒီပတ်စံကိုတန်း300ကိုသူဗာပြစ်မှာလည်းစုကြီးကိုထုတ်လိုက်တယ်ဆိုရင်တော့မှအဲ့ပတ်စံကိုခွဲပေးမယ်ကလေးလည်းမရှိဘူးဆွေမျိုးတွေလည်းမရှိဘူးနောက်ကြတော့ဒီ luxury ကားတွေပေါ့နော်အဆင့်မြင့်ကားတွေလည်းသူဝယ်စရာမလိုဘူးအိမ်လည်းမလိုအပ်ဘူးတဲ့အဲ့ဒါဆိုကျွန်တော်တို့ကသူဒါကြောင့်မထုတ်တာပေါ့နော်ဆိုလိုရည်မို့အဲ့ဒါလို့ဆိုတာမှမရှိအကယ်၍ပေါ့နော်စောက်ကောင်ဥခဲတူတာတာပေါ့နော်အဲ့တကယ်လို့ပေါ့နော်ဒီတန်း300ကိုဒီစုကြီးကိုလက်ခံထုတ်လိုက်တယ်ဆိုရင်တဲ့その件を目的に人が寄ってきていろいろな問題が起きるかもしれない。သူ့ရဲ့အကြောင်းလည်းသူပြောတယ်။အဲ့ဒီလိုဒီသူကားတွေလည်းဝယ်ကြမလို့အိမ်လည်းမလိုဘူးเนาะဆွေမျိုးလည်းမရှိဘူးတားတွေလည်းပေးဝေဖို့မရှိတဲ့အတွက်တကယ်လို့အဲ့ဒီတန်300ကိုထုတ်လိုက်တယ်ကျွန်တော်မြန်မာစကားရှယ်ပါဗာဒီမှာလည်းတခုကိုလေးရက်ခေါ်နေဆိုတော့ပေါ့တယ်ပေါ့နော်ဘာလို့လဲသူကတန်300ဒီသူကမလိုအပ်ပဲဟိုဖြစ်တာကိုပေါက်တာဖြစ်တဲ့သူ့စီကိုဗာဒီမှာချင်းကပ်လာကြတယ်လေမတမာတဲ့ကောင်းနေဒါမျိုးပုံစံတွေ့ရအောင်နော်ငိုရှိစောက်ကွန်ဟိုဥခဲတုတာတာပေါ့နော်ဒီတကယ်လို့ပေါ့နော်တန်း300ကိုသူလက်ခံလိုက်မယ်ဆိုရင်တဲ့ဆွန်နိုခွန်းဘုတ်တက်ခင်းအဲ့ဒီပေါ့နော်ငွေကြောင့်ဘုတ်တက်ခင်းကြီးဆိုရွေချက်ရှိရှိနဲ့ပေါ့နော်ဒီဟိတိုကရွတ်တယ်လူတွေကဘာမှမရုပ်ဆိုတာဘာမှလမ်းကြုံဝင်အဲ့လိုမျိုးပုံစံလူတွေလာကြတယ်ပေါ့နော်ဘုတ်တက်ခင်းနေလေဟိတိုကရွတ်တယ်ခစ်တယ်ပေါ့နော်ဒီရွေချက်ရှိရှိနဲ့လူတွေကချင်းကပ်လာတယ်ပေါ့နော်ချင်းကပ်လာပြီးတော့အီရိုယိုနာမွန်နိုင်ကဥက္ကဋ္ဌခမရှင်အမျိုးမျိုးပြတ်တဲ့ပေါ်ပေါ်နိုင်တယ်ဘာဖြစ်မှာတော့သူဒီဘာမှတော့အမြင့်ရှိရခြင်းလားဆိုပုံစံပေါ့နော်ဒီသူတန်း300ကိုထုတ်လိုက်တာနဲ့သူ့စီကိုဘာမှရွေချက်ရှိတယ်သူနောက်ချင်းကပ်လာတဲ့လူတွေရှိလာနေတဲ့အတွက်အမျိုးမျိုးပြတ်တဲ့ဖြစ်သွားနိုင်ပါတယ်တဲ့သူကစဉ်းစားရပေါ့နော်ထားလို့ရှိခုတူရော်ဒီဆိုတော့ဘာမှတော့ပျော်စရာကောင်းတဲ့ကိစ္စတွေထဲတဲ့တိုင်းဟန်းနာခိုတူဆိုတော့ဘာဖြစ်မှာလို့စိတ်မကောင်းစရာကိစ္စတိုင်းဟန်းဆိုတော့ခက်တဲ့တင်မှန်းတော့ဒါနော်စိတ်မကောင်းစရာကိစ္စတွေပေါ့နော်အဲ့လိုမျိုးကိစ္စတွေကအိုးကြီးတို့ခန်းခရဲတာနော်ဒါတော့ပေါ့နော်သူဘာဖြစ်မှာလို့ပျော်စရာကောင်းတဲ့ကိစ္စတွေထဲဒါတော့မှာလို့စိတ်မကောင်းစရာကိစ္စတွေဖြစ်ဖို့များတယ်လို့သူတွေးခဲ့တယ်နော်တွေးနေတာဖြစ်နေမယ်အဲ့ဆိုတော့ကျွန်တော်တို့ကဘလို့အောက်ထပ်လိုက်လို့လည်းရတယ်ကွာအဲ့ဆိုတော့ကျွန်တော်အကုန်ကြီးထပ်ကြရနော်အဲ့ဆိုတော့နန်းနမနိုဟီတိုကโอเคတိုလိုယောနီစွစွမဲ့တာကနော်နန်းနမနိုဟီတိုဆိုတော့ဗာလဲမှာဆိုတော့လူတော်တော်များများလို့ပြောချင်နော်လူအများကြီးရနော်လူတော်တော်များများโอเคတိုလိုယောနီစွစွမဲ့တာကအဲ့ဆိုတော့ဗာမှာတော့ဒီစုကြီးထုတ်ဖို့တဲ့တိုက်တွန်းပေမဲ့နော်တိုက်တွန်းပေမဲ့ခိုင်းလို့ခိမိုချီခါရနာခါသူ့ရဲ့ဗာပြမှာလဲစိတ်ဆန္ဒပြောင်းလဲမကောင်းပစ္စလုံးဝမထုတ်ဘူးနော်လူတွေကတော့ဗာပြမှာလဲဒီပစ္စကိုထိုးလိုက်ပါယူလိုက်ပါပါနော်အဲ့လိုမျိုးဗာမှတိုက်တွန်းပေမဲ့သူ့ရဲ့ဒီဘာမှတော့ဒီပစ္စမထုတ်ရဲ့စိတ်ခံစားချက်ကတော့ပြောင်းလဲမသွားသူ့ရဲ့ခံစားချက်ကတော့ပြောင်းလဲမလုံးဝပစ္စမထုတ်ဘူးပေါ့နော်အဲ့လိုမျိုးပြောတယ်အတရနိုင်မွန်လိုခါရမွန်လိုပြတဲ့ရှာတယ်ရနော်အတရနိုင်မွန်လိုခါရဆိုမပေါက်တဲ့လူတွေအနေနဲ့ကြည့်မယ်ဆိုရင်ပြောချင်တာနော်အဲ့ဆိုတော့ဘာမှတော့မွန်လိုခါရမိတာကြည့်မယ်ဆိုရင်ပေါ့နော်အဲ့ဆိုတော့ तू ကဖြီးပေါက်သွားတယ်ပစ္စကိုမထုတ်လိုက်တော့နှမျိုးစရာကောင်းတယ်ပေါ့အဲ့လိုမျိုးပုံစံနော်အဲ့ဆိုတော့ဖြီးမပေါက်တဲ့လူတွေတက်ကနေကြည့်မယ်ဆိုရင်လည်းအဲ့တော့မိုးတိုင်းတိုင်းဟာနာရှိတာကဘာဖြစ်မှာလဲနှစ်မျိုးတည်းကောင်းတယ်ဘာမှပြောစကားဖြစ်တယ်နော်သူကပြောရကဒီအဖိုးကြီးကလက်ကတော့ပတ်သက်လုံးဝမထုတ်ဘူးသူများတွေဘယ်လောက်တည်းပြောသူရဲ့စိတ်ကနေလုံးဝပြောင်းလဲမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမပေါက်တဲ့လူတွေရဲ့သူတို့ဘက်ကနေကြည့်နေဆိုရင်တော့ဒီဥစ္စာတွေသူအဲ့အဖိုးကြီးပြောလိုက်တဲ့စကားဘာမှတော့နှစ်မျိုးတည်းကောင်းတယ်ပေါ့နော်ပေါ့နော်နှစ်မျိုးတည်းဖြစ်ရတယ်ပေါ့နော်ဖြစ်ရပြီမဲ့ခါရကခါကိုဟီဟန်ဒါဟိုရှိတာနော်ရှိတာနော်ခါမရှိတဲ့နိုင်လို့ပြောတယ်သူကဗာပြမှာလဲဆိုတော့ခါကြီးခွေဆိုတော့ပပန်းလိမ္မာပန်းနဲ့ဆောင်တယ်ပေါ့နော်လိမ္မာပန်းတဲ့ဆုံးဖြတ်ချက်ကိုချတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုသူကဘာမှမဟုတ်ပညာရှိပေါ့နော်တတိရှိနဲ့လိမ္မာပန်းနဲ့ဆောင်တဲ့ဆုံးဖြတ်ချက်ကိုချတာဖြစ်နိုင်ပါတယ်တဲ့
ဘာဖြစ်လို့လဲဆိုတော့သူ့မှာအများကြီးဘာမှလည်းမလုပ်ဘူးပေးစီကတာသမီလည်းမရှိဘူးဆွေမျိုးတွေလည်းမရှိဘူးဇင်ကန်ကားတွေလည်းမလိုဘူးအိမ်လည်းမလိုဘူးဖြစ်နေပြီဒီပစ္စကိုယ်တိုင်ယူမယ်ဆိုရင်ဒီပစ္စကိုရွေးချက်ရှိရှိနဲ့ဘာမှမတော့ချိတ်ကလာမဲ့လူတွေအများကြီးပဲအဲ့ကြောင့်ဘာမလို့အဲ့တဲ့ပြဿနာတွေဖြစ်သွားနိုင်တယ်ပြောပြကိစ္စတွေတဲ့စိတ်မကောင်းစရာကိစ္စတွေပဲအများကြီးဖြစ်နိုင်တယ်လို့သူကတွေးတယ်ဒါကြောင့်သူကဘသူတွေဘလောက်ပဲသူကတိုက်တွန်းသူလုံးဝပစ္စကိုမထုတ်ဘူးအဲ့ဆိုတော့ဒီပေါ့နော်အဲ့ဒီသူအဲ့လိုမျိုးပစ္စလုံးဝမထုတ်နိုင်ဘူးလို့ပြောရဲနော်ပြောစကားဘာဖြစ်မှလဲသူကမတော့ဒီချီမပေါက်တဲ့လူတွေတက်ကနေကြည့်မယ်ဆိုရင်တော့သူကဘာမှတော့သူ့ရဲ့စကားဘာမှအရန်ကိုနှမျောစရာကောင်းတယ်လို့ပြောတယ်ဒါပေမဲ့သူကဘာဖြစ်မှသူ့မှာဖြစ်လာနေတဲ့ပြဿနာတွေကိုသူဒီလိမ်မာဘန်းနဲ့ဆိုရင်ဖြေရှင်းတယ်လို့ပြောလို့ရနိုင်တယ်အဲ့လိုမျိုးပုံစံပြောချင်တာကွာအဲ့တော့ကျွန်တော်တို့ကအဖြေဒီဘာဖြစ်မှလဲအဲ့မှာလုံးဝခြုံငုံပြီးစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဒီသူကဘာဖြစ်မှာလဲဆိုတော့တန်း300နဲ့ထီလက်မှန်ပေါက်တယ်ပေါ့နော်ဆွေချင်းထုတ်တယ်လို့ရှိရပါတယ်သူကကျတော့အသက်80ရောက်တဲ့နေနေလို့ဖြစ်တယ်ဆွေချင်းမထုတ်ဘူးဘာကြောင့်မထုတ်လဲဆိုတော့ဒီဆွေချင်းသူဘယ်လိုသုံးရမလဲသူမသိဘူးဘာဖြစ်မှာလဲဆိုတော့သူ့မှာဘာမှမလုပ်အပ်တဲ့အတွက်ကဘာမှသူ့ရဲ့ဘဝသူအေးချမ်းချမ်းနဲ့ဖြတ်တန်းနေရတယ်ဘာမှစိတ်တော့ကရောက်စရာလည်းမရှိဘူးနော်နောက်ကျတော့သူဒီလက်မှတ်ကိုထိုးရတဲ့ရွေးချက်တွေပါမယ်သူ့ရဲ့ဇနီးကထီထိုးရတာကြိုက်တဲ့အတွက်ကြောင့်သူကထိုးတယ်သူဇနီးတွေထီထိုးတာလို့ကျွန်တော်တို့ပြောလို့ရတယ်သူပစ္စလိုချင်လို့ဆိုတာလည်းမဟုတ်ဘူးအဲ့ဆိုတော့တကယ်လို့သူပစ္စဒီတန်း300ကိုလက်ခံမယ်ဆိုတော့အဲ့ဒါကိုခွဲဝေပေးမယ်တာသမီလည်းမရှိဘူးဆွေမျိုးလည်းမရှိဘူးနောက်ကျတော့လက်စပီကားတွေနော်ဆိုင်ခံကားတွေလည်းဝယ်ပြန်လို့အိမ်လည်းမရှိဘူးသူ့မှာတီးပြေဆုံးနေဖြစ်တယ်ပေါ့နော်ဒါတော့အဲ့လိုမျိုးဆိုရင်တော့တကယ်လို့မှဒီသူပစ္စဒီတန်း300ကိုထုတ်လိုက်တယ်ဆိုရင်အဲ့ဒီပစ္စကိုရေးချက်ရှိနေပေါ့နော်သူစီကိုချိတ်ကပ်လာမဲ့လူတွေအများကြီးရှိနေပြီးတော့ပြဿနာအများကြီးဖြစ်ပေါ်နေတယ်သူကစဉ်းစားတယ်တော့မှတော့ပြောကြကိစ္စတွေလည်းစိတ်မကောင်းတဲ့ကိစ္စတွေပဲဖြစ်များမယ်လို့သူတွေးတာပေါ့နော်အဲ့ဒါကြောင့်သူဘာမှတော့ပစ္စတော့မထုတ်ဘူးလူတော်များများပစ္စထုတ်ဖို့တိုက်တွန်းနေဒါပေမဲ့သူ့ရဲ့စိတ်ခံနဲ့သူ့ရဲ့သဘောထားလုံးဝမပြောင်းလဲဘူးဒါကြောင့်ဘာဖြစ်မှာလဲဆိုတော့မတော့ဒီချီမပေါက်တဲ့လူတွေအနေနဲ့ကြည့်မယ်ဆိုတော့ဒါကတော့နှမျောစရာကောင်းနေပေါ့နော်အဲ့လိုမျိုးဖြစ်နေဒါပေမဲ့သူကသူ့မှာဖြစ်လာနိုင်တဲ့အန်ဒီကိုကြိုတင်ကောက်ပဲပေါ့ဒါကြောင့်သူကဘာလဲမှာလို့ပညာရှိတွေလည်းမပန်းနဲ့ဆိုရင်ဆွမ်းတဲ့ချက်ကိုခြားတာဖြစ်တယ်လို့သူကတော့ရေးထားတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ကအဖြေကိုရှာကြည့်မယ်ပေါ့နော်မော်နယ်အစီမှာကြည့်တယ်သူဘာကြောင့်ပေါ့နော်တန်း300နဲ့ချီကိုဝယ်ခဲ့တာလေဘာကြောင့်ဝယ်လဲကျွန်တော်ပြောတယ်သူကမှမဟုတ်တည်သွားရည်သူ့ရဲ့ဇနီးကထီလက်နဲ့ထိုးတာကြိုက်တယ်လို့သူထိုးတာလို့ပြောတယ်အဲ့ဒါအချီချင်းနဲ့စာအုပ်ကအသုံးပြုအိမ်မရှိဟုတ်လားသူ့မလိုအပ်လို့တော့သူမထုတ်ဘူးလို့ပြောတယ်အချီဒီပါဖြစ်မှာလေကျွန်တော်တို့ကမှားတယ်နောက်တစ်ခုနီယာကြတော့နာကုနာတာစမကတခါရခွေကြီးကစုခိတတာခါရာဆိုဘာမှမဟုတ်တည်သွားတဲ့ဇနီးကပေါ့နော်ထီထိုးရတာသူကြိုက်တဲ့အတွက်ကြောင့်ပြောတယ်ကျွန်တော်ဒီဘာဖြစ်မှာလဲညီပန်ဖြစ်နေဆမ်မန်ပစ္စလုံးကျင်နေဟုတ်လားမဟုတ်ဘူးယောဂကြောင့်ပြောရခဲ့တယ်မျိုးလို့သူပြောတာနော်ပြောစရာကိစ္စတွေတဲ့စိတ်မကောင်းတဲ့ကိစ္စတွေများလိမ့်မယ်လို့ပြောတယ်အဖြေဒီဘာဖြစ်မှာလဲဆိုတော့ကျွန်တော်တို့ကနေပန်ဖြစ်လိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ model တွေကိုကြည့်ကြည့်မယ်စောင်းကွန်ကအတတအတူတယ်ပေါ့နော်ခါရကဒိုရှိယောတော့အမောတာပစ္စဒီတန်း300ပေါက်ပြီးတဲ့နောက်မှာ तू ဘယ်လိုလုပ်မယ်လို့တွေးခဲ့တာလဲဟုတ်ပြီနော် तू တွေးခဲ့တာဒီ तू ဒီဘယ်လိုတွေးလဲ तू ဒီပစ္စကိုလုံးဝမထုတ်ဘူးလို့တွေးလိုက်တာနော်ဘာလို့ဆိုခွဲဝေပေးစရာလူတွေမရှိဘူးကားလည်းဝယ်စရာလည်းမရှိဘူးရွှေမျိုးတွေလည်းမရှိဘူးတတ်တမီလည်းမရှိဘူးအဲ့တော့ तू ပစ္စလုံးဝမထုတ်ဘူးလူတွေကတိုက်တွန်းနေပါပြီမဲ့ तू လုံးဝပစ္စမထုတ်ဘူးလို့ तू တွေးခဲ့တာပေါ့နော်အဲ့ဆိုကျွန်တော်အဖြေရှာရင်အချင်းခိုးလို့မြရှင်းသက်ခိတော့ကဲရောတော့မတာကလေးနဲ့ရွှေမျိုးတွေကိုခွဲဝေပေးမယ်လို့ပြောတယ်အချင်းဒီလုံးဝမှားတယ်ဒီပဲခုခုရှောက်ခေါတော့အမောတာ तू ဘာမှတော့ဇင်ကန်ကောက်ဝင်နေတယ်ဒီဒီမှာနောက်ရစမ်းအိုခီနာအေအိုခေါတော့မတာအင်ကြီးဝင်နေဟုတ်လားမဟုတ်ဘူးနော်မှားတယ် तू မလို့အပ်ဘူးလို့ပြောတာပြောမယ်โอเคတူလာနဲ့ခိုးတော့နေရှော့တော့မတာဘာမှတော့ तू ဆွေးချင်းမထုတ်ဖို့ဆုံးဖြတ်တယ်အဲ့တော့ဖြစ်ဒီဘာဖြစ်မှာဆိုကျွန်တော်တို့ဒီရှုံးတယ်နောက်တစ်ခုကျွန်တော်တို့ကဆမ်မန်นี่ဗာပြတ်လာလဲဆိုဒီကောင်းကိုပြောချင်တာခါရခါကြီးကိုဟန်တာရှိတောင်းတော့ခါမို့ရှယ်နိုင်ဆိုရဲဒီစာကြောင်းလေးကိုသူကဘာကြောင့်လဲဆိုပြောချင်တာပေါ့နော်အဲ့လိုသူဒါကိုကျွန်တော်တို့ဘာမှပြန်တယ်လို့ဘာမှဖြစ်ဘူးเนาะဒါလေးဖတ်တာเนาะသူ့အားတွေကလို့ရှိတယ်ဆိုရဲကနာတဲ့ကအဲ့ဒါဘာကြောင့်လဲဆိုတော့ဒီမြင့်တက်ထားတဲ့ဥစ္စာเนาะဆိုရဲဒီတူအောင်ညွှန်းတာဒီမြင့်တက်ထားတော့ညွှန်းချင်တာဘာကြောင့်လဲအဲ့တော့သူကဘာမှလိမ္မာပန်းစံနဲ့ဆုံးဖြတ်ချက်ချလိုက်တယ်လို့ပြောချင်ဘာကြောင့်ဆုံးဖြတ်ချက်ချရလဲသူပြောတယ်ဒီပစ္စကိုဒီထုတ်လိုက်တယ်ဆိုရင်သူ့ကိုရွေးချက်ရှိနဲ့ချိတ်ကလာတဲ့လူတွေများလာနေတယ်ဘာမှကိုတန်လို့ရှိခုတူရော်ဒီလို့ပြောတယ်တန်းရခုတူအိုးရီတူသူပြောခန်းခါရတာသူပြောနော်အဲ့ဒါဆိုဘာမှမဆိုစိတ်မကောင်းဒီပျော်ရွှင်စရာကိစ္စတွေစိတ်မကောင်းစရာကိစ္စတွေများလိမ့်မယ်လို့သူတွေးတယ်အဲ့ဒါကြောင့်သူဘာမှတော့ပစ္စကိုမထုတ်ဖို့ဆုံးဖြတ်လိုက်အဲ့ဒါဆိုသူပြောတယ်အချစ်하늘만오기돈이쇼단시대이칸오기다카라လူတော်များများနဲ့သူကတိုင်ပင်ပြီးတော့တဲ့ထင်နေချက်တွေကိုကြားခဲ့တယ်ဟုတ်လားတိုင်ပင်မတိုင်ပင်ဘူးနော်အဲ့လိုအဖြစ်တွေဒါပဲမှာအချီပန်မှာလေဒီပန်ကြောင့်မန်ဒိုနာမော်နိုင်ကအိုခူရီခန်ဒိုဆဲကနာကုနာတာခါလာဘာဖြစ်ပါလို့ဆိုတော့မန်ဒိုနာမော်နိုင်ဆိုစိတ်ရှုပ်စရာကောင်းတဲ့ပြဿနာတွေအိုခူရီခန်ဒိုဆဲတို့ဖြစ်ပွားနိုင်ခြေကနာကုနာတာခါလာပျောက်ဆုံးသွားတဲ့အထွေကြောင့်အဲ့ဒီတော့ကျွန်တော်တို့အဖြစ်ဒီဘာလို့
နိဗ္ဗာန်ကိုရွေးမယ်သူပစ္စမထုတ်ရတာလေအဲ့ဒီအတွက်ကြောင့်နော်ကျွန်တော်တို့ကဘာဖြစ်မှာလဲဆိုတော့ဒါကြီးစာဝတ်ရမှာပါဒါမျိုးတွေးလို့မရကျွန်တော်တို့စာဝတ်တေးချက်ညင်ညက်လေးထိုင်မှာပေါ့နော်အဲ့တော့သူကပြောထားတယ်ဘာမှလို့ပြောတရားကောင်းစားတွေတဲ့စိတ်မကောင်းစားတွေကိစ္စတွေများတယ်အဲ့အတွက်ကြောင့်သူကပစ္စကိုမထုတ်တာအဲ့တော့ဒီမှာပြောထားတယ်မန်ဒိုနာမော်နဲ့အခုဒီခါနိုစကနောက်ခုနတာခါတာဘာမှလို့စိတ်ရှုပ်စရာကောင်းတဲ့ဒီစိတ်မသက်တဲ့ပြဿနာတွေဖြစ်ပွားနိုင်ခြေကကုံဆုံးတာကြောက်သွားတယ်ပေါ့နော်အဲနဲလို့အတွက်ကြောင့်ကျွန်တော်တို့ဒီအဖြစ်ဒီပါရွေးမယ်နိဗ္ဗာန်ကိုရွေးမယ်ဆာမန်ကြောင့်အခါနဲ့ဟိုရာခုသားစုရောနေစကသူ့ဘိုင်းမှာပစ္စကိုအကျိုးရှိရှိလုံးပြုနေတယ်သူမလို့အပ်ဘူးလို့ပြောတာမလို့အဲ့လိုမထုတ်တာနံပါတ်3မှာနံပါတ်4ခူရမရရဲ့ကိုခတ်တယ်သူပြောအိမ်နဲ့ကားနဲ့အိမ်နဲ့ဝင်တယ်သူမဝယ်ဘူးလေသူလိုမှမလိုလားလို့ပြောတယ်ကျွန်တော်တို့ဒီအဖြစ်ကိုပါဖြစ်မယ်နိဗ္ဗာန်ကိုရွေးမယ်ဟုတ်နော်ဒီလိုနိဗ္ဗာန်ကိုကျွန်တော်တို့ကမာရုပ်ဖြစ်နေဆိုဆန်တဲ့ရုံးကိုတိကျဖတ်ပြီးရမှာကျွန်တော်အခြေ